အင်္ဂါလေးစလိုက်မယ်နော်အင်္ဂါသားသမီးများတလစာတဲတော့ဟောကိန်းလေးဖြစ်ပါလားရှင်အင်္ဂါသားသမီးများဒီတလတာကာလအတွင်းမှာတဲ့ကိုယ်ဝင်နေကြငွေတွေတဲ့ဟလာဒီဘက်ကဝင်လိုက်ဒီဘက်ကထွက်လိုက်နဲ့မစွမိတာမျိုးဖြစ်တဲ့ငွေကြေးလက်လာပါအနေနဲ့ပတ်သက်လာရင်စွမိထားတဲ့ဟာလေးရှိတာလေးတောင်တတိတိထွက်နေတဲ့တဲ့မြေတာရင်းနဲ့ပတ်သက်ပြီးတော့အစင်ပြေတဲ့အချိန်ကာလနော်မြေတာရင်းနဲ့ပတ်သက်လာလို့ရှိရင်အချိန်မှာစမ်းပွင့်တဲ့အချိန်ကာလဖြစ်နေတဲ့အိမ်အောင်တဲ့မှုတော့အနေငယ်တစ်ချက်ဖြစ်နေရတဲ့အတိုင်းခံတဲ့အနေငယ်ရှိတယ်မိမိလုံးလုံးနေတဲ့ပတ်ဝန်းကျင်မိမိလုံးနေတဲ့နေရာတွေမှာရုံးလို့ဟလာပုံသွားနေကြအလုပ်ဆင်းနေကြအလုပ်ရွယ်ဆက်ရောအလုပ်ရုံနေရာဌာနအသီးသီးမှာတဲ့ကိုယ်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မှာအတိုင်းခံအနေငယ်လေးရှိနေရတဲ့အဲ့တော့ပြီးတော့ဘာရှိသေးလဲဆိုလို့ရှိရင်စိတ်မကောင်းစရာတည်းလေးကြားရတတ်တဲ့နာရေးကိစ္စတို့နော်ဘာလဲကျမကြီးမကောင်းတဲ့ကိစ္စစေုံစီကရောက်တဲ့ကိစ္စပေါ့နော်အဲ့ဒါမျိုးလေးတွေမိမိရဲ့ဆွေမျိုးအုပ်စုတွေကနေကြားရတဲ့ကိုယ်တိုင်လည်းရုပ်တရက်စေုံစီကရောက်တာမျိုးကြုံတွေ့ရတတ်တဲ့အဲ့တော့အဲ့လိုမျိုးတွေမဖြစ်ချင်ဘူးဆိုရင်မိမိရဲ့မွေးနံဂျူရိုင်တောင်းကဖေရဥမာအင်္ဂါတောင်းကဖေရပေါ့နော်အင်္ဂါတောင်းကဖေရကိုအမွေးနဲ့တာနဲ့ရေသက်ပဲပြီးတော့မှတယောက်ကမိုးနဲ့ဆေးကြောပြီးတော့နောက်ဆုံးစစ်စတန်ရှင်းပြီးတော့ဆေးကြောပြီးတဲ့အခါမှာဖေရကိုရေသက်ပဲထားတဲ့ရေလေးကိုအနေငယ်ယူပါမိမိရဲ့အိမ်ရောက်လို့ရှိရင်လည်းမိမိရဲ့ဖေရကိုရေသက်ပဲပြီးတော့မှဟလာတန်ရှင်းအောင်ရေသက်ပဲပြီးတော့မှအဲ့ဒီနောက်ဆုံးရေသက်အောင်ယူပါအဲ့ဒါကိုရောပြီးတော့မှမိမိရဲ့ခေါင်းကနေလျှော်ချတာဆေးကြောတာမိမိရဲ့ကန်စစ်တံမြင့်အောင်ပြုလုပ်ပြီးတော့မှကျန်းမာရေးအတွက်ရည်ရည်ကိုပြုလုပ်ပြီးလို့ရပါတယ်နော်ပြုလုပ်စီခြင်းပါတယ်အဲ့တော့နောက်တစ်ခုကအလုံးနဲ့ပတ်သက်လာရင်စီးပွားရေးနဲ့ပတ်သက်လာရင်ကိုယ်တိုင်လည်းအနေငယ်လောဘကြည့်နေတတ်တယ်တဲ့လူမျိုးခြားဘာသာခြားနဲ့လောက်ကန်ရတဲ့အလုပ်မျိုးတွေကပို့ပြီးတော့အောင်မြင်တတ်ပါတယ်အဲ့တော့ငွေကြေးကနည်းနည်းလေးအလှည့်လွန်တတ်တယ်တဲ့ကိုကဒီကနေကိုလည်းဟိုကနေပြီးခဲ့တာအလှည့်လွန်ပြီးတော့မှငွေမလဲနိုင်တာမျိုးလေးကြုံတွေ့ရတတ်တယ်အဲ့ဒါလေးတော့တစ်ချက်ယူဆိုင်ဖို့လိုပါတယ်တဲ့ဒီလိုနလာပိုင်းကာလအတွင်းမှာခရီးတွေလည်းသွားရတဲ့တောင်ပေါ်ဒေသလိုမျိုးခရီးမျိုးတွေလည်းသွားရတဲ့မိမိရဲ့ကျန်းမာရေးအနေနဲ့ကအနာဟောင်းယောဂအောင်လေးပြီးဆိုင်ပါအနာဟောင်းယောဂအောင်ပေါ်တတ်တယ်အဲ့တော့ကိုလုံးမဲ့အလုပ်တွေကိုစုံပြည့်ချက်ချထားတဲ့အလုပ်တွေဝင်လာတတ်ပါတယ်နော်အလုပ်နဲ့ပတ်သက်လိုက်လောင်စားလုပ်လို့မရဘူးအခုလောလောဆယ်လောင်စားကအကျိုးမပေးသေးဘူးလို့ကျွန်မအနေနဲ့ပြောချင်ပါတယ်နော်လောင်စားကတကယ်တော့အကျိုးမပေးသေးပါဘူးအဲ့တော့ပညာရေးနဲ့ပတ်သက်လာရင်အင်္ဂါသားသမီးများပညာရေးကံကောင်းပါတယ်နော်ပညာရေးအကောင်းတယ်ပညာရေးနဲ့ပတ်သက်လာလို့ဆိုရင်အုံချောင်းညွတ်နော်အုံချောင်းညွတ်ရလာလေးလေးညွတ်ကိုထူပြီးတော့မှဆောင်းဝဲသွားဖြစ်မဲ့အချိန်မှာမိမိရဲ့အိမ်ကနေအမေတွေကလူရန်ပေးလို့ရပါတယ်အမေရဲ့ပြပေးကလေးတွေကိုလူခိုင်းပြီးသွားခိုင်းလည်းရပါတယ်နော်အဲ့တော့အုံချောင်းညွတ်ရလာလေးညွတ်နော်အဲ့ဒါလေးကိုလူခိုင်းပြီးတော့မှကလေးတွေအတွက်ကိုသွားခိုင်းပြီးပါဆောင်းဝဲသွားဖြစ်ခိုင်းပြီးပါကလေးတွေနော်ဒါလေးကပညာရေးအတွက်ဒီတလမှာတီးတဲ့ကလေးတွေပညာရေးအချိန်ကာလမို့လို့ပြောပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကဘာလို့ရမလဲကိုယ့်ရဲ့ကန်ဆာလာတွေပွင့်လန်းစေဖို့ခုနကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဟာလေးကိုရေဒီယာလေးကိုပြောပြပေးထားတယ်နော်ကိုယ်တိုင်ကငွေကြေးလက်လာပါအတွက်ဆိုလို့ရှိရင်မိမိရဲ့အိမ်ပြားမှာမိမိရဲ့အိမ်ပြားမှာငါးတစ်တာနဲ့ချက်ပြီးတော့မှစွန်းငါးပွဲဟလာအင်္ဂါနေ့တိုင်းလူပေးပါချက်တဲ့ရင်ကငါးတစ်တာလည်းပဲချက်ပြီးတော့မှစွန်းကက်လူပေးပါတဲ့နော်အဲ့တော့နောက်တစ်ခုလူလို့ရသေးတယ်ငကြင်းဟင်းကိုစီပြန်ချက်ပြီးတော့မှလည်းမိမိရဲ့အိမ်ပြားမှာလူရန်တာစွန်းတော်ကြွားတဲ့ဘုံကြီးရဟန်းတန်ဃာတွေကိုစွန်းလောင်းတာမျိုးတွေပြုလုပ်လို့ရပါတယ်အဲ့ဒါဆိုရင်တိတိတတနဲ့ငွေကြေးလာပါတွေဖွင့်လန်းလာပါလိမ့်မယ်တဲ့ကိုယ်တိုင်ကသတင်းကောင်းလေးတွေကြားလာရလိမ့်မယ်စီးပွားရေးပို့ပြီးတော့ကောင်းလာပါလိမ့်မယ်နော်ဒါတော့စိတ်တော့လေးနေတတ်တယ်နော်အင်္ဂါသားကြီးများစိတ်လေးနေတတ်တယ်ဟိုကလောရမျိုးဒီကလောရမျိုးနဲ့အချိန်ကုန်သွားတတ်ပါတယ်ဒီကလာတာကာလာအတွင်းမှာနော်အဲ့တော့မဖြစ်မနေကတော့ကျွန်မအခုပြောတဲ့ရေဒီယာလေးတွေကိုတော့တီးသန့်အနေနဲ့ကျွန်မမိတ်ဆွေတွေပြုလုပ်ပြီးစီခြင်းပါတယ်ယုံကြည်လေးနဲ့နော်အဲ့တော့အခုကlucky number လေးကိုပြပြပေးပါမယ်ကျွန်မမိတ်ဆွေတွေအတွက် lucky number လေးက1ခွန်6ခွန်6တဲ့ဒီတလားတာကာလာတို့မှာအကျိုးပေးနေပါတယ်အရောင်အနေနဲ့ကအပန်းရောင်နော်နောက်တစ်ခါအသားရောင်နောက်တစ်ခါရွှေအိုရောင်အဖျော်ပေါ့နော်အဲ့ဒီအရောင်လေးအကျိုးပေးနေပါတယ်ရှင်ကဲအင်္ဂါသားကြီးများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါလို့ရှင်